ဒီနေ့တော့ review question 1.1 ရဲ့မေးခွန်းလေးတွေဖြေပါမယ်မင်းတို့သိထားပါကမေးခွန်းတစ်ပုဒ်ကိုမဖြေခင်မေးခွန်းတေးသေးချာချာဖတ်ဖို့လိုတယ်မေးခွန်းဖတ်ပြီးသွားရင်သူ့မေးခွန်းကဘာကိုဆိုလိုတလဲဘာကိုပေးထားတလဲဘာကိုမေးထားတလဲဒါတွေမင်းတို့သိဖို့လိုပါတယ်ကဲဒါဆိုတော့ဆရာမတို့ကြည့်အောင်မေးခွန်း number 1 A what are the lowest energy main share and subshare that electron occupy what are မေးတယ်ဘာကိုမေးလဲဆိုရင် lowest energy အနိမ့်ဆုံးဖြစ်သော main share ကဘယ်သူ subshare ကဘယ်သူဒါကိုဆရာမတို့ဖြေပြရမယ်ကဲဒါဆိုရင်မင်းတို့လည်းသိတယ်ဆရာမတို့က electron တွေကိုသွင်းတဲ့အခါ energy level အနိမ့်ဆုံး main share number 1 key share ကိုစသွင်းတယ်အဲ့ဒီမှာ sub share ဒီ energy level အနိမ့်ဆုံးဒီ sub share ဒါကိုသွင်းခဲ့ရတာဒါကြောင့် share number main share တွေထဲကမှာ energy level အနိမ့်ဆုံးဒီ k sub share တွေထဲမှာဆိုရင် sub share ဟုတ်ပြီဒုတိယမေးခွန်း what are the direction of the electron spin in the same orbital of an atom what are မေးတယ်ဘာကိုမေးတယ်လဲ the direction ကိုမေးတယ်ဘယ်သူရဲ့ direction လဲ electron spin ရဲ့ direction ဘယ်မှာရှိတယ်လဲ in the same orbital of an atom atom ရဲ့ same orbital မှာရှိနေသော electron တွေရဲ့ spin direction ကိုမေးတယ်ဒါမင်းတို့သိတယ် direction တွေဒီ electron နှလုံးဒီ same orbital ထဲမှာရှိခဲ့ရင် opposite နဲ့ရှိနေရမယ်ဟုတ်ပြီနောက်မေးခွန်းကhow many orbitals are there in this S P and D section နောက်တစ်ခါ what are the shade of this orbital လို့သူကမေးတယ်ကဲဟုတ်ပြီသူမေးခွန်းဘာကိုဆိုလို့တလဲ how many အရေးအတွက်ကိုမေးတာဘာအရေးအတွက်လဲ orbitals အရေးအတွက် as there are in S မှာ P D subshare တွေထဲမှာကဲဒါဆိုတော့ဆရာမတို့က S subshare D maximum electron နှလုံးလက်ခံတယ်တခါ orbital တစ်ခုတည်း electron နှလုံးတဲ့ပို့ပြီးလက်ခံတာမဟုတ်တဲ့အတွက် S အတွက် electron နှလုံးစာ orbital တစ်ခုရှိရပြီပြီးသည် maximum electron 6လုံးလက်ခံတဲ့အတွက် orbital 3ခုဒီသည် maximum electron 10လုံးလက်ခံတဲ့အတွက် orbital 5ခုတို့လုပ်ပေးရမယ်ဒုတိယမေးခွန်းကဘာကိုမေးလဲဆိုရင် what are the shade of these orbital အဲ့ဒီ orbital ရဲ့ shape ကိုမေးတယ်ဒါဆိုတော့ S orbital ဒီ spherical shape ရှိတာမင်းတို့ပုံဆွဲနှုန်းကတွေ့ခဲ့မယ်ဒီ P orbital တွေကကြတော့ dumbbell shape ကလေးတွေမင်းတို့ဆွဲခဲ့ရမယ်D orbital ကကြတော့ double shape ကလေးတွေမင်းတို့ဆွဲခဲ့တာမှတ်မိမယ်ဒုတိယမေးခွန်းက Some elements such as 13 aluminium 15 phosphorus 16 sulfur 19 potassium 35 bromine and 36 krypton are given လို့ပြောပြီးတော့ describe လုပ်ခိုင်းတယ် electronic configuration of each element အဲ့ဒီ element တစ်ခုချင်းစီရဲ့ electronic configuration အဲ့ဒီ electronic configuration ကိုဆရာမတို့ 1s 2s နဲ့ရေးသွားလဲရတယ် 1s တို့ 2s တို့ဒါမှမဟုတ်ရင် 1s orbital တစ်ခု electron measurement နှလုံးဆိုပြီးတော့ orbital နဲ့ရေးလဲရတယ်ဒီမှာတော့ဆရာမ 1s 2s နဲ့ရေးတယ်ရေးတော့ 13 aluminium လို့ပြောတော့ aluminium ဒီ atomic number 13 electron 73လုံး73လုံးဖြစ်တဲ့အတွက် 1s orbital electron နှလုံး 2s ကိုနှလုံးပေးနိုင်တယ် 2p ကို6လုံး10လုံးကုန်သွားပြီ 3s ကိုနှလုံးပေးနိုင်သေးတယ်12လုံးတစ်လုံးပဲကျန်တော့တဲ့အတွက် 3p ကိုကြတော့တစ်လုံးပဲပေးတယ်ကဲဒါဆိုရင်နောက်ထပ် phosphorus sulfur potassium bromine ဟုတ်ပြီ bromine ဒီ atomic number 35စုစုပေါင်း electron 35လုံးဆိုတော့ဆရာမတို့က 1s နှလုံး 2s နှလုံး 2p 6လုံး10လုံးကုန်သွားမယ် 3s နှလုံး 3p 6လုံး18လုံး 4s ကိုနှလုံးထည့်လိုက်တော့အလုံး20 3d 10လုံးအလုံး30ဒါဆိုရင်တော့သူက 4p ကို electron 5လုံးသူပေးမယ်
ကဲဒါဆိုတော့ krypton ကြတော့36ဆိုတော့ 4p ကို electron 6လုံးအထိသူအပြည့်ပေးနိုင်တယ်ဒုတိယမေးခွန်းက describe the valence electron of the elements list လို့ဆိုပြီးတော့သူပေးထားတဲ့ list မှာပါတဲ့ element တွေရဲ့ valence electron အဲ့တော့ valence electron ဆိုတာဒီ outermost shell electron ဆိုတော့ခု aluminium 1s ပထမ shell 2s 2p ဒုတိယ shell ဟောဒီ 3s 3p ဒီတတိယ shell ဆိုတော့ s မှာ2လုံး p မှာ1လုံးပေါင်းလိုက်ရင်3လုံးဒါကြောင့် aluminium ရဲ့ valence electron ဒီ3လုံး phosphorus 1s ပထမ shell 2s 2p ဒုတိယ shell ဒါဆိုရင်တတိယ shell ဒီ 3s 3p s မှာ2လုံး p မှာ3လုံးပေါင်းလိုက်ရင်5လုံးဒါကြောင့် valence electron phosphorus မှာ5လုံးရှိတယ် sulfur 1s ပထမ shell 2s 2p ဒုတိယ shell 3s 3p တတိယ shell ဒါဒီ outermost shell s မှာ2လုံး p မှာ2လုံး p မှာ4လုံးပေါင်းလိုက်ရင်6လုံးဒါကြောင့် valence electron ဒီ6လုံး potassium 1s ပထမ shell 2s 2p ဒုတိယ shell 3s 3p တတိယ shell ဒါဆိုရင်စတုတ္ထမြောက် shell 4s ဒီ outermost shell ဖြစ်ပြီးတော့ 4s မှာ electron တစ်လုံးမှုလို့ potassium ရဲ့ valence electron ဒီတစ်လုံး bromine 1s ပထမ 2s 2p 3s 3p ပြီးရင်သတိထားရမယ် 3d ဒီတတိယ shell ထဲမှာပါတယ်ဒါဆိုရင် bromine ရဲ့ outermost shell ဒီ 4s နဲ့ 4p ပါ s နှလုံး p 5လုံးပေါင်းလိုက်ရင်9လုံးပါဒါကြောင့် valence electron ဒီ9လုံး krypton လည်းအဲ့လိုယူပါတယ်ဒါကြောင့် 4s နှလုံး 4p 6လုံးပေါင်းလိုက်ရင်စုစုပေါင်း electron 8လုံးဒါကြောင့် krypton ရဲ့ valence electron ဒီ8လုံးပါတတိယမေးခွန်းက give a Lewis symbol for each element တစ်ခုချင်းစီရဲ့ Lewis symbol aluminium တင်္ကေတ AA outermost electron 3လုံးဆိုတော့ဆရာမတို့ကအပေါ်အောက်ဘယ်3နေရာ phosphorus 5လုံးဆိုတော့အပေါ်အောက်ဘယ်ညာ4လုံးပို့တဲ့အတွက်ဇုံကပ်ပါတယ်ဟုတ်ပြီနံပါတ်3မေးခွန်းကဘာလဲဆိုရင် what is meant by the term electronegativity of an element တစ်ခုရဲ့ electronegativity definition ကိုသူရေးတာဒါဆိုတော့ electronegativity ဆိုတာမင်းတို့လည်းသိတယ် atom တစ်ခုရဲ့ share လုပ်ထားတဲ့ electron ကို to itself သူ့စီကိုလှမ်းဆွဲနိုင်တဲ့စွမ်းရည်အတိုင်းအတာ measure of the ability of an atom to attract the share electron to itself ဒါကို electronegativity လို့ပြောပါတယ်ကဲဟုတ်ပြီဒုတိယမေးခွန်း what does the types of chemical bonding depend on သူဘာကိုမေးတယ်လဲ what does ဘယ်အရာ types of chemical bonding chemical bonding အမျိုးအစားကဘယ်အရာပေါ်ကို depend မူတည်နေတယ်လဲဆိုလိုတာက chemical bond ionic bond ဖြစ်ဖို့ covalent bond ဖြစ်ဖို့ metallic bond ဖြစ်ဖို့ဘယ်ပေါ်မူတည်နေတယ်လဲလို့မေးတယ်ကဲဟာဒါတော့မင်းတို့လည်းသိတယ်ဟဲ့လားဘယ် bond မျိုးစားဖြစ်ရမလဲဆိုတာဒီအဲ့ဒီ dressing က metal လားပေါင်းဆက်တဲ့ dressing တွေက non metal လားပေါ့မူတည်ပြီးတော့ chemical bond အမျိုးအစားတွေမတူတာမင်းတို့တွေ့မယ်ဒါဆိုတော့ types of element metal or non metal ပေါ်မှာမူတည်တယ်နံပါတ် C က classify လုပ်ခိုင်းတယ် main types of chemical bonding အဓိကပုံစံတွေ understand အဲ့ဒီ chemical bonding တွေထဲမှာ which one is the strongest လို့သူကမေးထားတယ်ကဲဒါဆိုတော့ chemical bond main type ကတော့မင်းတို့သိပါတယ်3မျိုးရှိတယ် ionic bonding covalent bonding ရဲ့ metallic bonding ရဲ့အဲ့ဒီထဲမှာဆိုရင် ionic တွေအားအကောင်းဆုံးပဲဆိုတာမင်းတို့တွေ့မယ်နောက်တစ်ခါ mention the intermolecular force တွေကဘာတွေလဲပေါ်ပြခိုင်းတယ် intermolecular forces တွေက hydrogen bonding ရှိမယ်ပြီးတော့ van der Waals forces တွေအဲ့ဒီ van der Waals forces ကိုမှ
ion dipole interaction dipole interaction London dispersion forces လို့သူကခွဲထားတာတွေရှေ့မှာတွေ့ခဲ့ပြီးပါတယ်ဒါကတော့ test ကစာမျက်နှာ23 question number 4เนาะဥစားပေါ့ 1.1 အပိုင်းရမေးခွန်းပေါ့ number 4A why is chemical bond important ဟုတ်ပြီကျမတို့က chemical bond ကြောင့်လေ့လာတာမှန်တယ်ဘာကြောင့်လေ့လာရတာလဲ chemical bond ဒီအရေးပါလို့ဘာကြောင့်အရေးပါတယ်လို့ပြောရတာလဲလို့သူကမေးတာ why ဘာကြောင့် is chemical bond important အဲ့တော့ဆရာမတို့ chemical bond ဘာကြောင့်အရေးပါတယ်လဲပြောမယ်ဆိုရင်ဆရာမတို့သက်ရှိတွေ all living thing တွေလူတွေတိရစ္ဆာန်တွေအပင်တွေအတွင်းမှာ cell တွေရှိတယ်အဲ့ဒီ cell တွေအတွင်းမှာ chemical bond ဒီအရေးပါတဲ့အခန်းကဏ္ဍနဲ့ cell တွေကိုချိတ်ဆက်ပေးထားတယ်ဟုတ်ပြီဒါသက်ရှိတွေသတ်မဲ့ substance in material ရုပ်ဝတ္ထုတွေထဲမှာရှိတဲ့အရာဝတ္ထုတွေတည်ရှိဖို့ဆိုရင်လည်းအဲ့ဒီအရာဝတ္ထုတွေကဘယ်လို structure တိဆောက်တယ်လဲဘယ်လိုရုပ်ဂုဏ်သတ္တိ physical property ရှိတယ်လဲဥပမာကာဗွန်ဒိုင်အောက်ဆိုက်ဒီအငွေ့အိမ်သုံးစားဒီအခဲအဲ့ဒါဒီသူတို့ရဲ့ chemical bond အမျိုးအစားပေါ်မှာလည်းမူတည်နေတယ်ကဲဒါဆိုတော့သူမေးတဲ့မေးခွန်းလေးကိုဖြေမယ် chemical bonds တွေက plays an important role အရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ် in the cell of all living things ကျမတို့သက်ရှိအားလုံးရဲ့ cell တွေအတွင်းမှာ and ပြီးတော့ they အဲ့ဒီ chemical bonds တွေက are essential မရှိမဖြစ်လိုအပ်တယ်ဘာအတွက်လဲဆိုရင် for the existence of substance in material ကျမတို့ပတ်ဝန်းကျင်မှာ material တွေရှိမယ်အဲ့ဒီသူတို့ထဲမှာရှိနေတဲ့အရာဝတ္ထုတွေရဲ့တည်ရှိမှုဘယ်လိုတည်ရှိမှုပေါ်လဲ affecting သက်ရောက်နေတာ structure and physical properties of elements and compound အဲ့ဒီ element တွေ compound တွေရဲ့ structure တွေ physical properties တွေရဲ့တည်ရှိမှုပေါ်မှာသွားပြီးသက်ရောက်နေလို့ကဲဒါဆိုရင်နောက်မေးခွန်းက how can a chemical bond found between two atoms atom နှစ်ခုကြား chemical bond ဘယ်လိုဖွဲ့တယ်လဲဟုတ်ပြီ atom နှစ်ခုကြား chemical bond ဘယ်လိုဖွဲ့တယ်လဲဆိုတော့ ionic ဆိုရင် electron ပေးတယ်ယူတယ် cation anion ဖွဲ့တယ်ဖွဲ့ပြီးသွားရင်သူတို့ကြားထဲမှာကျမတို့ထိန်းချုပ်ထားတဲ့ electrostatic attraction ဒီလိုပဲ covalent ဆိုရင်လည်းသူတို့ကြားထဲမှာ electron တွေကိုရော့မင်းကတစ်လုံးငါကတစ်လုံးဆိုရင် share ထည့်တယ် share ထည့်ပြီးသူတို့ကြားထဲမှာအချင်းချင်းထိန်းချုပ်တယ်အဲ့ဒီနေရာပြင် chemical bond ဖြစ်လာတယ်ကဲဒါဆိုတော့ဘယ်လိုဖြေထားလဲကြည့်အောင် a chemical bond can form ဖြစ်နိုင်တယ် when atoms are held together atom တွေကိုအတူတူကထိန်းတာပါ by the attractive forces between them အဲ့ဒီ atom တွေကြားမှာဆွဲအားတွေနဲ့ဘယ်ခါမှထိန်းတယ်လဲ after sharing or transferring the valence electron အဲ့ဒီ atom တွေရဲ့ valence electron ကို share လုပ်ပြီးတဲ့နောက် transfer လုပ်ပြီးတဲ့နောက် chemical bond ဖြစ်လာမယ်ဒါတော့နံပါတ်4ပြီပါ write the complete electronic configuration for each of the following elements complete electronic configuration ဆိုတော့ 1s 2s နဲ့ပဲရေးပါမယ်ဒီမှာတော့အကုန်ရေးပြထားပြီမယ်ဆရာမဒါတစ်ခုချင်းစီမရှင်းတော့ပါဘူးเนาะမင်းတို့ရှေ့မှာရေးဘူးတယ်ဆိုတော့ဒုတိယမေးခွန်းက write the Lewis symbol for following atom ဆိုပြီးတော့အောက်ပါ atom တွေရဲ့ Lewis symbol ဥမာ lithium ဆိုရင် 2.1 lithium ဒီ 2.1 ဖြစ်တဲ့အတွက်သူ့ရဲ့ outermost electron တစ်လုံးဒါကြောင့် electron တစ်လုံးထည့်မယ် silicon 14ဆိုတော့ 2.8.4 electron valence electron 4လုံးဆိုတော့အပေါ်အောက်ပဲညာ4လုံးထည့်မယ် phosphorus 15 2.8.5 ဆိုတော့5လုံး neutron က10ဆိုတော့8လုံးအပေါ်အောက်ဘယ်ညာပိုလို့ဇုံကတ်သူကတော့8လုံးအာဂွန်လည်းဒီလိုပဲ8လုံးထည့်ပေးရမယ်เนาะ What does Lewis symbol for atom show အခုကျွန်တော်တို့ဆွဲထားတဲ့ Lewis symbol ဒီဘယ်အရာကိုဖော်ပြတယ်လဲဥပမာ lithium ကို Li ဆိုပြီးတော့ dot ကလေးတစ်လုံးနဲ့တွေ့ဟာ lithium ရဲ့ outermost shell မှာတော့ electron တစ်လုံး valence electron တစ်လုံး silicon ကိုအောက်မှာဘေးမှာ electron 4လုံးနဲ့တွေ့တော့ဟာ silicon မှာ valence electron 4လုံးရှိတယ်ဒီလိုတွေဆရာမတို့ပြောနိုင်တယ်ဒါကြောင့် Lewis symbol for atom show their respective valence electron Lewis symbol ကိုကြည့်လိုက်တာနဲ့အဲ့ဒီ dressing atom ရဲ့
ကိုစားပြု balance electron ကိုဆရာမတို့သိနိုင်ပါတယ်နံပါတ်4ရဲ့ C classify the types of intermolecular forces intermolecular forces တွေကိုအမျိုးအစားခွဲခိုင်းတဲ့အပြင် arrange စီစဉ်ခိုင်းတဲ့ their strengths တွေကို in increasing order နော် strength နေရာနေများရာကိုစီခိုင်းတယ်ဒါဆိုတော့ intermolecular forces ကရှေ့မှာလည်းဖြည့်ခဲ့ဘူးတဲ့ရှေ့မှာတော့ hydrogen ကိုအရင်ရေးတယ်ဒီမှာတော့ van der Waals forces ကိုအရင်ရေးတယ်ဘယ်လိုရေးရမယ် intermolecular forces တွေကို classify လုပ်ရင် van der Waals forces သူကပြန်ခွဲရင် ion dipole interaction dipole interaction London dispersion forces နဲ့ hydrogen bonding အဲ့ဒါကို increasing order of strength နေရာနေများရာကိုရှင်းရရင်အနည်းဆုံးဒီသူတို့ထဲမှာ London dispersion forces ပါပြီးတော့ dipole interaction နောက်ထပ်တစ်ခုကများလာတာက ion dipole ပါintermolecular forces highest က hydrogen bonding ပါ